Stillness 27ချမ်းမြေ့ကြည်နူးဖွဲ့အချိန်တွေဟာတခါတလေတည်ငါလေးပဲဖြစ်တတ်တယ်။မထင်တာတွေဖြစ်တတ်တဲ့လောကကြီးမှာဘယ်အရာကိုမှအပိုင်တွက်မထားပါဘူး။မမြဲတဲ့တဘောကိုကြိုတင်စဉ်းစားထားပြီးအကောင်းဆုံးအချိန်ရောအဆိုးဆုံးအချိန်မှာပါအငြိမ်သက်ဆုံးနေနိုင်ဖို့တာပုံဖော်ထားတယ်။ဘဝဆိုတာဘသူကိုမှမျက်နှာသာပေးဖို့အစီအစဉ်မရှိဘူးဆိုတာသိထားပါတယ်။ Stillness 28ပြိုင်ဆိုင်မှုနဲ့အနိုင်လူရတဲ့ပွဲကြီးမှာတခါတလေတော့လေကိုအနိုင်ရမှာပါ။သူများမရနိုင်တာတွေငါဘလောက်များများရတယ်လဲဆိုတာနဲ့အောင်မြင်နေဆိုတာကိုတိုင်းတာမယ်ဆိုရင်တခါငါတိတ်တော်တာပဲလို့တွေးမိမှာပါ။ဘဝဆိုတာကစားပွဲကြီးလို့ဆိုကြရင်ဒီကစားပွဲကြီးထဲကငါကိုထွက်ခွင့်ပြုပါငါဘဝကိုငါလူတွေကိုပြစားသလိုမနေချင်ဘူးငါဘဝကိုတကယ်အစစ်အမှန်နေချင်တယ် Stillness 29ငယ်တုန်းကတော့မရှိမဖြစ်ဘူးဆိုတာတွေများခဲ့မရရင်မဖြစ်ဘူးဆိုတာတွေလည်းများခဲ့ပါတယ်လူဘဝမှာထိုက်လျောက်နေထိုင်ပြီးဖြစ်လို့ထင်ပါရဲ့ဆွဲလန်းမှုတွေညွတ်နေတဲ့ထက်ညွတ်နေလာတာကိုနစ်ချိုက်တဲ့ထက်နစ်ချိုက်လာတယ်ခုတော့လေဘဝစီကရယူချင်တာထက်ဘဝကတောင်းဆိုတာမှန်သမျှကိုအရှင်းအလိုပြရပါစေမယ်လို့ပြောတတ်ပါပြီအနည်းဆုံးလိုအပ်ချက်အနေနဲ့နေ့စဉ်တိုင်းကိုငြိမ်ငြိမ်သက်သက်စိတ်ကလေးနဲ့တစ်ခုပြီးတစ်ခုလှုပ်သွားချင်တာရဲ့စိတ်ပါလက်ပါတခဏပြီးတခဏหนีသွားချင်တာရဲ့ဒီတစ်ခုရပြီဆိုရင်တော်ပါပြီကျန်တာလောကကြီးသဘောပါ Stillness study လောက်ခဲ့ပါတယ်ဉာဏ်ရှိသလောက်အကောင်းဆုံးကိုရွေးပြီးလောက်ခဲ့ပါတယ်ဖြစ်ရမယ့်အရာတွေဟာဖြစ်လာခဲ့ပါတယ်ဖြစ်ချင်တယ်ဆိုပေမဲ့လည်းဖြစ်လာမှာမဟုတ်တော့မယ့်အရာတွေကိုလည်းမဖြစ်ရမှာပြီမို့မဖြစ်တော့လဲနေပါစေတော့လို့ထားနိုင်ပါပြီငါရောက်ရဲတတ်ပါပြီလက်ရှိအချိန်မှာဖြစ်ချင်တာပြောပါဆိုရင်ဘဝကိုတခဏပြီးတခဏသာချက်တန်းသွားချင်တော့တယ် Stillness 31ပညတ်တွေဟာဘလောက်တောင်ဒုက္ခပေးလိုက်တယ်လဲဒါကြီးရပြီးဘာလို့ဟောဟာကြီးနေရတာလဲဘလို့ဖြစ်မှကောင်းတယ်ဒီလိုဖြစ်မှကောင်းတယ်နဲ့အလိုလိုက်ခံထားရတဲ့စန္ဒတွေဟာဘယ်တော့အဆုံးတက်မှာလဲမရမနာအတွေးတွေကတေးတိမ်မှုစီကိုဦးတည်ရဲ့ပညက်တွေပျောက်သွားရင်လိုချင်တာဘာရှိအောင်မလဲ Stillness 32လောဘဟာအတ္တရဲ့အချင်းနယ်မှုတစ်မျိုးပါချင်းနယ်မှုမှန်သမျှဟာလောက်ခတ်တယ်ဆန္ဒတွေနောက်ကောက်ပါအောင်မရတဲ့အဖြစ်ဟာအင်ဒရီမဲစီရဲ့ကြီးကျယ်လို့ကိုကထင်နေတဲ့အရာတွေကတားရင်ကိုတိတ်တိမ်အောင်လုပ်ပြနိုင်တယ်အထင်တွေဟာအထင်တွေပဲလို့တည်မြင်ဆိုရင်လူတွေလိုချင်လာတယ်ဆိုတာတွေဟာကို့အတွက်တော့ဘာမှမဟုတ်တော့လို့ဘယ်အရာကမှအားကြမှုနဲ့စိတ်အားထက်တန်လာအောင်စွမ်းဆောင်နိုင်စွမ်းမရှိတော့ဘူးဘယ်အရာကိုမှမရရင်မနေနိုင်ဘူးဆိုတာမရှိတော့လို့ဘာကိုမှလည်းအတဲအတန်ဖြစ်မနေတော့ဘူး Stillness 33ရောင်ရဲတဲ့မျက်လုံးကိုရပြီဆိုရင်ကြည်စဲတက်တဲ့မျက်လုံးကိုပါရတယ်ဆိုလိုတာကဘာကိုမှတက်တဲလို့ဖြစ်မနေတော့ဘူးဆိုရင်ဘာကိုမှကြောက်နေမှာမဟုတ်တော့ဘူးလူချင်လို့ရအောင်လုပ်လိုက်တာတွေဟာလည်းဒုက္ခလို့တည်လာတော့လူချင်မှရဲ့နဲ့မရလိုက်တာတွေနဲ့ပတ်သက်ပြီးဘလို့မှလည်းနေမှာမဟုတ်တော့ဘူးဒါဟာစိတ်သက်အင်အားလို့ခံစားလာရပြီဆိုရင်ကိုချစ်အောင်တောင်လုပ်ချင်မှာမဟုတ်တော့ဘူးမိုးရီထဲမျောသွားတဲ့တည့်ရက်6တွေကိုထိုင်ကြည့်ရတယ်လို့ပဲကို့အနာကဖြတ်သွားတဲ့ကဘာကြီးကိုလိုက်ပိုက်ပြီးကြည့်နေနိုင်လိမ့်မယ် Stillness 34လူလောကကြီးတစ်ခုလုံးဟာမြန်နဲ့ဘာမဆိုမြန်တစ်ထက်မြန်မှများတစ်ထက်များမှကောင်းတယ်လို့ဆိုကြတယ်ပုံမြန်တဲ့ကားတွေပုံမြန်တဲ့အင်တာနက်တွေနဲ့ပုံမြန်တဲ့လူသားတွေဖြစ်လာကြတယ်ပုံများတဲ့ပတ်စံတွေရအောင်လို့ပုံများတဲ့အပေါ်အလုပ်တွေများလုံးနဲ့
ပိုးရှုပ်တဲ့လူသားတွေတာဖြစ်လာကြတယ်။အိမ်မှာမနေနဲ့ခီးရီထွက်တနေရာပြီးတနေရာသွားလို့တိုက်တွန်းခံရလွန်လို့လူတိုင်းလူဟာမယူမရွဖြစ်နေကြရတယ်။ဘဝအတိတ်ပဲရှိမှုကိုခံစားရလိမ့်မလားဆိုတဲ့မျှော်လင့်ချက်နဲ့ကနာမငြိမ်ဖြစ်နေတဲ့လူတွေကိုဒါမြင်တွေ့နေရတယ်။ငြိမ်သက်မှုရဲ့တန်ဖိုးနဲ့ငြိမ်သက်မှုထဲမှာဘဝအနှစ်သာရရှိမှုကိုတိုက်ရိုက်ခံစားလို့ရရဲဆိုတဲ့အကြောင်းလေးပြောကြဖို့ငါမှာအဖို့ဘယ်လိုရှိမလဲ။ Stillness 35လိုချင်တောင်းတမှုတွေကိုမနူးမနက်မှုတွေလို့ခေါ်လိုက်ရတာကိုနာကျင်အောင်လုပ်လိုက်ရတယ်လို့ပဲအဆက်မပြတ်အော်ဟိညီးသွားတန်တွေပြီးဆုံးသွားပြီးတဲ့နောက်စိတ်ငြိမ်မှုလိုက်ပါလာတယ်ဘဝရဲ့အဆုံးထိနေဖူးသွားတဲ့သူအတွက်အရာရာတိုင်းဟာသူ့အတွက်နောက်တစ်ချိန်ပြန်ချော့တာကြီးပဲဘဝဆိုတာနောက်တစ်ချိန်ကြော့ရတဲ့အချိန်တွေပဲမဟုတ်လားဘာကိုအဟုတ်ကြီးချင်ပြီးဘာကိုအားတင်ရမှာလဲ Stillness 36မလိုအပ်တဲ့အရာတွေကိုဘဝထဲရောက်မလာဖို့နဲ့လိုအပ်တဲ့အရာတွေဘဝမှာရှိနေဖို့ရင်းပယ်မှုထောင်ပေါင်းများစွာနဲ့ရွေးချယ်လက်ခံမှုအနှဲငယ်ကိုတင်းကြပ်ငါလုပ်ခဲ့ဆုံးဖြတ်ချက်တွေညှင်းပယ်မှုတွေဟာတိတ်ကိုနာကျင်စေပါတယ်ကိုဥပိ္ပခာပြုထားလိုက်ရတယ်လို့ခံစားရလို့လေခုတော့လေဒီငြိမ်သက်မှုထဲမှာဘဝကိုတိုက်ရိုက်ထိတွေ့ခံစားလို့ရနေပါပြီ Stillness 37အလိုဆန္ဒတွေဟာဘယ်တော့ဆုံးနိုင်မလဲဆန္ဒတွေဆိုတာဟာလေလူအင်တောင်းတမှုတွေကိုအစမပြတ်ဖန်တီးနေတတ်တယ်တကယ်တော့အလိုဆန္ဒတွေဆိုတာကလည်းဖြစ်အပ်တာထက်အမြဲတမ်းပိုများနေတတ်ပါတယ်ဒါကိုလူချင်တယ်ဖြစ်တယ်ရအောင်လုပ်တယ်ရပြီအဲ့ဒီအခါဒါကြီးရပြီဘာလို့ကိုပါကြီးမရတာလဲလို့တွေးပြန်တယ်ဆန္ဒတွေဟာလူကိုအဆက်မပြတ်လောက်ခါနေရဲ့ဖြီးဝလိုတဲ့အလိုဆန္ဒတွေနဲ့အတူတကွငြိမ်သက်နေတတ်ဖို့စူးစမ်းရတယ်ဆိုတာဟာကိုဖြစ်ပယ်လိုက်ရသလိုလည်းဖြစ်တယ်ဒါပေမဲ့ဒီဖြစ်ပယ်မှုထဲမှာပဲငါရဲ့အင်အားကိုတွေ့ရလိမ့်မယ်လို့ငါတည်ရဲ့ Stillness 38နှစ်တွေတစ်နှစ်ပြီးတစ်နှစ်အတက်တွေတစ်နှစ်ပြီးတစ်နှစ်ကြာလေဘဝကအင်းနှံကြိုင်လေးရက်လာတဲ့တက္ကရစ်တွေနဲ့အပြောင်းလဲနေတဲ့ရက်လာတွေကိုဘလို့ငွေ့ရော်ရမလဲဆိုတာလဲသိပြီတနေ့တာပြီးတင်ပြီးထိုက်တာကိုစောင်းကြမရှိပဲပြီးတတ်ပြီလူတွေချီးမွမ်းသလားအပြစ်တန်သလားဆိုတာလဲကိုအပူမဟုတ်ဘူးလို့ထားနိုင်ပြီလူဘဝရဲ့မမျော်လင့်မဲ့ဖြစ်တတ်မှုတွေကိုစက်တည်ရှိလက်ခံယူပြီးလဲနေတတ်ပြီနှလုံးသားဖြူစင်သူတွေစီကပြီးလာတဲ့အချစ်စစ်အရာတာကိုခံစားရလို့ကိုယ်ပိုင်နှလုံးသားလဲရွှန်းဆုံနေပါပြီဘယ်တော့အခါမှမစိုးဂျင်းနဲ့ဆရာတစ်ခုနဲ့မဂျင်းနဲ့ဆရာတစ်ခုအမြဲတွင်ရှိမယ်ဘဝမှာလှုပ်တဲ့တာတွေအထိုက်အလျောက်လှုပ်ဖြစ်ခဲ့လို့လဲဂျင်းနဲ့နေပါပြီနောက်ပြန်လဲကြည့်လိုက်ရင်အမားတွေမကင်းခဲ့ပေမဲ့လဲနောင်နာကြီးမရှိခဲ့လို့ဝမ်းတာရပါသည်လူဘဝကတူတောင်းလွန်းနေဘဝကဂျာမချုံမြင်နေဘဝဟာချုံမြင်တော့ကြောင့်တာမဟုတ်ရဲ့တေချင်းကဘာလို့ဒီလောက်ခါတီးနေရမှာလဲဒါပေမဲ့ဒီခါတီးမှုကိုတောင်ချုံမြင်အောင်ငါပြောင်းလဲပြစ်လိုက်အောင်မယ် Stillness 39ဆူတောင်းမိရဲ့ပညာရှိကိုမြင်တွေ့ရရင်သူဟာပညာရှိလို့တည်နိုင်လောက်တဲ့ဉာဏ်ပညာမျိုးရှိပါရစေသူအရေးကြီးကိုလိမ္မာစွာအကဲခတ်ပြီးသူစီမှချစ်ခင်မျက်နှာမူရအောင်လေးမြတ်စွာချင်းကတတ်သူဖြစ်ပါရစေသူအချိုက်ကိုတီးပြီးအလိုက်တီးစွာဆက်ဆံတတ်သူဖြစ်ပါရစေသူမှာရှိသမျှပညာဉာဏ်ကိုအိတ်တွန်ဖာမောက်ပေးချင်လောက်အောင်ယူတတ်တဲ့သူဖြစ်ပါရစေပညာရှိတစ်ယောက်စီကတတ်တာအတူနေချင်လိုက်တာဆိုတဲ့ခံစားမှုကို
ပေးအပ်ခြင်းခံရတဲ့သူဖြစ်ပါရစေ Stillness 40ကိုယ်တို့တွေအများကြီးရမှာပဲနော်လို့ပြောကြတယ်ပီတိတွေနဲ့ပြောလာတဲ့မူတီတာစကားကိုနားလည်ပါတယ်ဒါပေမဲ့တခုခုလုပ်တဲ့အခါမှာဘယ်တော့မှကိုယ်တို့ရဖို့ထည့်မစင်စားဘူးကောင်းတာတခုလုပ်ဖို့စဉ်းစားကြံစည်စဉ်ကလေးကစိတ်တက်ရောအတိငြိမ်ရောမြင့်သွားပြီဖြစ်လို့ကိုရတဲ့နာရပြီတာဖြစ်သွားပါပြီနောက်ထပ်ဘာမှထရချင်တာမရှိတော့ပါဘူး Stillness 41မနက်ခင်တိုင်းကိုငြိမ်ငြိမ်သက်သက်ဖြတ်တန်းချင်တာရဲ့အသိပယ်ရှိရဲ့စကားလေးတွေကိုစဉ်းစဉ်းစားစားပြောချင်တာရဲ့ဆန္ဒတွေကိုကြည်မွေ့ရဲ့လက်လွတ်ထားနိုင်တာရဲ့ဒါအပြင်တခြားဘာလို့ချင်စရာရှိသေးလို့လဲကွယ်အနည်းဆုံးဒါလိုအပ်သူအတွက်တခြားဘာများလူစရာရှိသေးလို့လဲ Stillness 42လိုအပ်ချက်တွေကိုအနည်းဆုံးဖြစ်အောင်လုပ်လိုက်ပြီးရဲ့နောက်ငါပို့ပြီးငြိမ်သက်သွားတယ်ရောက်ရဲမှုဟာအင်ဒရီရလိုက်တာများလို့ရင်ဘယ်အရာမှမကောင်းဘူးဆိုတာတီးဖို့နှစ်ပေါင်းများစွာကြာခဲ့ပါတယ်ချစ်ခင်တွေ့တာမှုတောင်နည်းနည်းလောက်ဆိုရင်လုံလောက်ပါပြီအကယ်၍ကိုကားတာလိုနေတည်းရဲ့ထင်ရင်ချစ်နိုင်လို့တလောကလုံးရရင်တောင်လုံလောက်သွားပြီလို့ရှိမှာမဟုတ်ဘူးအစင်တစ်ဖြစ်မလုံလောက်တည်ဘူးလို့ထင်နေတဲ့လောဘရဲ့မြောက်ထိုးပင်ကိုလှုပ်တက်မှုတွေကိုအမိအယမဖမ်းနိုင်ရင်တော့တည်တဲ့အထိသိခါကြာရတော့မှာပဲအခုတော့ငါရောက်ရဲတတ်လာပါပြီလိုသလောက်ရနေပါပြီလုံလောက်နေပါပြီတော်ပါပြီ